များရှိမှနှာချင်းဘာလို့အကြည့်ခံရတာလဲဂျပန်ရဲ့ယထာဘောမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ်စာသင်ခန်းထဲမှာပဲဖြစ်ဖြစ်တွာလာလှုပ်ရှားတဲ့အခါမှာအမှတ်မတင်သတိထားမိပြီးတော့ထူးဆန်းအောင်တွားရတတ်တဲ့လူမှုရေးအလေးထားတစ်ခုရှိပါတယ်ရှင်အဲ့ဒါကတော့ဂျပန်လူမျိုးတွေဟာရာသီဥတုကြောင့်ဖြစ်ဖြစ်တုပ်ကွေးကြောင့်ပဲဖြစ်ဖြစ်နှာစီးနှာပိတ်တဲ့အခါအများပြည်သူရှေ့မှာတစ်ရှူနဲ့ညစ်ပတ်တာမျိုးကိုလုံးဝမလုပ်ကြပဲနှာရည်တွေမကြောက်အောင်ထိန်းထားတတ်ကြတာပါနှာစီးရင်ပတ်ဝန်းကျင်ကိုအနှောက်အယှက်မဖြစ်အောင်တစ်ရှူနဲ့တေးသေးချာချာညှစ်ထုတ်ပြတာကတန်ရှင်းတဲ့တဲ့အပြုတ်မှုလို့ယူဆကြပေမဲ့ဂျပန်မှာကတော့အများရှိမှနှာခေါင်းညစ်တန်ပြင်းပြင်းထွက်လိုက်တာဟာအလွန်ကိုရိုင်းဆိုင်ပြီးတော့ရွေးချယ်ဝယ်ကောင်းတဲ့လုပ်ရက်တစ်ခုဖြစ်သတ်မှတ်ထားတာပါဒီအလေးထားရဲ့နောက်ကွယ်မှာဂျပန်တို့ရဲ့စိတ်ဝင်စားဖွယ်ယဉ်ကျေးမှုလျှို့ဝှက်ချက်တွေရှိနေပါတယ်ရှင်နှာညစ်တာကိုဒီလောက်အထိအထင်သေးပြီးတော့နှာယူတာကိုဘာလို့ထိန်းထားကြတယ်လဲဆိုရင်အဓိကလျှို့ဝှက်ချက်ကတော့ခန္ဓာကိုယ်ကထွက်တဲ့အရည်အချွဲတွေကိုအများရှိထုတ်ပြခြင်းကစီကံမဲ့တဲ့အပြုတ်မှုလို့ယူဆကြလို့ပါပဲဂျပန်လူအဖွဲ့အစည်းမှာအများပြည်သူဆိုင်ရာနေရာတွေမှာနှက်ညစ်တဲ့ဟာတစ်ဖက်လူကိုအတန်လန့်အရာစိတ်အနှောက်အယှက်ဖြစ်စေုံတင်မကပဲနှာခေါင်းထဲကပိုးမွှားတွေကိုလေထဲပြန့်လွင့်သွားအောင်ဖြန့်ဝေပေးနေတယ်လို့မျိုးခံစားရစေလိုပါဒါကြောင့်မလို့ယထာပေါ်မှာကိုကတစ်ရှူလေးနဲ့အသားရညှစ်လိုက်ရင်တောင်ဘေးကလူတွေကကိုယောဂပိုးတွေဖြန့်နေသူတယောက်လိုမျိုးယွင်ရှာတဲ့မျက်လုံးတွေနဲ့ဝိုင်းကြည့်တတ်ကြပါတယ်သူတို့တော်အနိုင်ကိုမနေထိန်းထားရတာကနှက်ညစ်တဲ့အတန်ထက်ဆိုင်ရင်အများကြီးပိုတီးခံလို့ရတဲ့အတန်ဖြစ်နေတာကတော့အလွန်ကိုထူးဆန်းပါတယ်ဒုတိယချက်ကတော့သူတို့ဘာကိုအာနာတတ်တဲ့စိတ်သက်ကြောင့်ပါဂျပန်လူမျိုးတွေဟာအပြင်ထွက်ချိန်နှာစီးနေပြီဆိုရင်အများပြည်သူကိုယောဂမကူးဆက်စေဖို့နှာခေါင်းစည်းကိုမဖြစ်မနေအမြဲတက်ဆင်ထားလေးရှိကြပါတယ်Max တထားလေးရဲ့သားနဲ့နှံ့ညစ်ဖို့ဆိုတာအဆင်မပြေတာကြောင့်ရောအိတ်ထဲကနေတစ်ရှူထုတ်ပြီးတော့တုပ်နေရတဲ့အချိန်အကျော်ကျွန်းမှာကိုယ့်ရဲ့အားနည်းချက်ကိုအများရှိဖွင့်ဟပြသလိုဖြစ်နေမှာကိုစိုးရင်တာကြောင့်မှနှာရီကိုပဲပြန်ပြီးတော့ထိန်းထားကြတာဖြစ်ပါတယ်တကယ်လို့မဖြစ်မနေညှစ်ထုတ်ပြစ်ချင်နေဆိုရင်တော့အများပြည်သူနဲ့အဝေးရတက်ဆင်ခန်းထဲကိုသွားပြီးတော့မှအတန်မထွတ်အောင်တိုးလေးညှစ်ထုတ်ပြီးတော့စနစ်တကျဆွန့်ပြရတာကဂျပန်တို့ရဲ့မရေးထားတဲ့စီကံတစ်ခုဖြစ်ပါတယ်။ဒါအပြင်နှာချတဲ့အခါမျိုးမှာလည်းအတန်အကျယ်ကြီးထွက်မသွားအောင်ကိုယ့်ရဲ့တောင်စစ်အတွင်းဘက်ဒါမှမဟုတ်လက်ကင်ပွားနဲ့ပါဇက်ကိုအုပ်ပြီးတော့ခက်တိုးလေးပဲနှာချရတာမို့လေတဲကိုတွေးနဲ့ပိုးမတွေမလွင့်စင်အောင်ဘလောက်အထိအထူးကူးဆိုင်ကြလဲဆိုတာအံ့ဩစရာတွေ့ရမှာပါ။နှညစ်ပြီးသားတစ်ရှူတွေကိုစပွဲပေါ်မှာကျင်းတာမျိုးအမိုက်ပုံမရှိလို့လမ်းဘေးမှာစီမက်ကမ်းမဲ့ပစ်ချတာမျိုးမြင်ကြရင်လေလူမှုရေးအရာလုံးဝခွင့်မလွှတ်နိုင်တဲ့အောက်တန်းကျတဲ့လူရဲအဖြစ်ကဲ့ရဲ့ရှုံချခံရတတ်ပါတယ်အထူးသဖြင့်စားတောက်ဆိုင်တွေမှာစားတောက်နေတော့အများရှိနှံ့ညစ်ကြဟာစားလက်စစပွဲဝိုင်းကလူတွေကိုပါထမင်းစားပြက်စီတယ်လို့ယူဆကြတဲ့အတွက်ကိုဝန်ဆောင်မိခင်တွေဒါမှမဟုတ်တက်ကြီးရွယ်တွေနဲ့ကလေးတွေရှိတဲ့နေရာမျိုးတွေမှာဆိုရင်ပို့ပြီးတော့တောင်မှသတိထားရမှာပါဒါကြောင့်မလို့ကိုအနေနဲ့ဂျပန်နိုင်ငံမှာနေထိုင်တဲ့အခါမှာအများရှိမှာအတန်အကျယ်ကြီးနဲ့နှံ့ညစ်တာမျိုးတွေကိုလုံးဝရှောင်ကျဉ်ဖို့အတွက်လိုအပ်ပါတယ်နော်ကိုရဲ့ခန္ဓာကိုယ်လှုပ်ရှားမှုတိုင်းကအနာကလူတွေကိုဘယ်လိုသက်ရောက်မှုရှိတယ်လဲဆိုတာအမြဲတွေးပြီးတတ်တဲ့ဂျပန်တို့ရဲ့အလူမှုရေးစီးစနစ်တွေကိုလေ့လာရင်းနဲ့ဒီလိုမျိုးတည်တည်မွမစီကံလေးတွေကအစတိကျစွာလိုက်နာပြီးတော့ယဉ်ကျေးတဲ့လူတွေအဖြစ်အများနဲ့သဟဇာတဖြစ်နေထိုင်သွားနိုင်ကြဖို့အတွက်အလေးနက်ထားမျှဝေအသိပေးလိုက်ရပါတယ်ရှင်